ကျွန်တော်တို့ခုနကပြောခဲ့တယ်620 watt ဆိုတာဒီမှာပါ620 watt ပေါ့နော်620 maximum power ဆိုတဲ့ဟာက P maximum ဆိုတော့ဒီမှာပါ620 watt ဆိုတော့ကျွန်တော်ခုနကပြောတယ် standard test condition မှာစမ်းထားတဲ့ဟာ laboratory ထဲမှာစမ်းထားတဲ့ watt ပေါ့နော်ဘယ် solar ပဲဖြစ်ဖြစ်ပေါ့နော်ဂျင်ကုန်ကလို့ကျွန်တော်တို့ trainer ပဲဖြစ်ဖြစ်တခြားဥစ္စာပဲဖြစ်ဖြစ်620 watt အပြည့်ထွက်တဲ့ solar ဆိုတာကရှိမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ဒါက laboratory ထဲမှာစမ်းထားတာတကယ် actual မှာစမ်းထားတဲ့ဟာကြတော့ NOCD က466 watt ပဲထွက်တယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့လက်တွေမှာ NOCD ကပို့ပြီးတော့ထွက်တယ်ကျွန်တော်620ဂျားနဲ့466 watt ဂျားမှာထွက်တယ်ပေါ့နော်ဒါသူက temperature ပေါ်မူတည်ပြီးတော့ဒီမှာကျွန်တော်ကြည့်လိုက် cell temperature ဆိုတော့ solar တစ်ခွက်ကြီးမှာရှိတဲ့ temperature က25 degree Celsius ဆိုတာကလက်တွေ့မှာမဟုတ်ဘူးကျွန်တော်တို့က cell temperature 35 degree Celsius လောက်ပဲဖြစ်မှာပေါ့နော်ပတ်ဝန်းကျင်မှာနော်အပူချိန်က40 degree Celsius လောက် environment 40 degree Celsius လောက်ပိုတက်လာမယ်ဆိုတော့ solar efficiency ကပိုကျမှာsolar တွေကအပူများလေ efficiency ပိုပြီးတော့ကျလေပေါ့နော်အဲ့တော့မရှိတယ်ပူတိုင်း solar ထွက်တာမဟုတ်တကယ်ကရာသီဥတုကအေးမယ်နေကောင်းတာမယ်ဆိုရင် solar ကပို့ပြီးတော့ထွက်တယ်ပေါ့နော်တိမ်အုပ်ရမယ်ဆိုလဲ solar ကထွက်တုံးကကျသွားမယ်ရာသီဥတုဓာတ်ပြင်းပူတာပြင်းရင်လည်း solar efficiency ကကျမယ်ပေါ့နော်အဲ့သဘောတရားကိုသိရှိထားဖို့လိုပါတယ်အဲ့တော့ solar jet က620 watt solar jet ကတကယ်တမ်းတော့620အပြည့်ထွက်တာမဟုတ်ဘူးဆိုတာသိစေလိုပါတယ်အဲ့တော့ဒါ solar ရဲ့သဘောတရားကိုအခြေခံအဖြစ်ရှင်းပြခြင်းဖြစ်ပါတယ်